တဘာထုံစက်တွေကရုံးဆွဲရကောင်းတယ်ဆိုတာအပြောတတ်လားလုံးဝမဟုတ်ပါဘူးသုံးမှုတဲ့တောင်သူကြီးတိုင်းသိပြီးသားဖြစ်မှာပါလက်ကွင်းနဲ့ဆင်းပြီးတော့ထွန်ရမယ်ဆိုရင်အပြောတတ်ကအလုံးမဖြစ်ပါဘူးလက်တွေ့မြေပြင်မှာဘယ်လောက်ဆွမ်းဆောင်နိုင်လဲဆိုတာအထူးဖြစ်ပါတယ်တောင်သူကြီးတို့အနေနဲ့ကျွန်တော်တို့တဘာထုံစက်ကိုလုပ်ငန်းဝင်မှာဘယ်လောက်ရုံးဆွဲရကောင်းလဲဆိုတာကိုသိထားပြီးသားဖြစ်မှာပါခင်ဗျတဘာထုံစက်တွေဟာလေယာဉ်လုပ်ငန်းမှာပဲရုံးဆွဲရကောင်းနဲ့ထွန်ရနိုင်တာမဟုတ်ပါဘူးလေယာဉ်လုပ်ငန်းအပြင်မှာတစ်ဆွဲတဲ့လုပ်ငန်းစီဆွဲတဲ့လုပ်ငန်းစပားဆွဲတဲ့လုပ်ငန်းတွေမှာပါအင်ဂျင်ကိုကြမသွားစေဘဲနဲ့ကောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်ခင်ဗျမြေပြင်နေထားကျန်းတန်းလေးတဘာရဲ့ဆွမ်းဆောင်ရည်ကပိုပေါ်လင်းလေးပါပဲခက်ခဲတဲ့လေကွင်းတွေမှာအလွယ်တကူအောင်နိုင်မှုကျွန်တော်တို့တဘာထုံစက်ကအပြည့်ရှိနေမှာဖြစ်ပါတယ်အလုံးလဲမြန်စီစားလဲတက်တာရုံးအားအကောင်းဆုံးမှာရှာနေတယ်ဆိုရင်တဘာထုံစက်ကအသင့်ရှိနေမှာဖြစ်ပါတယ်ဗျစကားလှလှလေးတွေထက်လက်တွေ့အလုပ်တွေးပြုမဲ့စက်ကိုရွေးချယ်မယ်ဆိုရင်တော့ကျွန်တော်တို့တဘာထုံစက်ကိုရွေးချယ်လိုက်ပါတောင်သူကြီးများခင်ဗျ